အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုလေးမှာ AI ကိုအသုံးပြုပြီးတော့ကိုယ်ပိုင်တစ်ချက်တစ်ပုဒ်ကိုအစားဆုံးဘယ်လိုဖန်တီးရမလဲဆိုတော့ပြောပြပေးတော့ဖြစ်ပါတယ်တို့ Play Store ကိုတောက်ပါမယ် Play Store ထဲမှာ Suno ဆိုပြီးတော့ရရှာလိုက်ပါ Okay Suno ဆိုတွေ့ရမယ်နေလိုက်ပါဒီ software လေးပြပါတယ်install လုပ်လိုက်ပါ software လေးရလာပြီဆိုရင်တော့ကျွန်တော်တို့ software လေးတွေကိုဝင်ပေးလိုက်ပါဒီနေရာရောက်ရင် sign in ကိုနှိပ်ပေးလိုက်ပါโอเคကိုနှိပ်လိုက်ပါခေါက်တစ်ခုချိန်ပေးလိုက်ပါစကေကိုနှိပ်ပေးလိုက်ပါကျွန်တော်ကပုံထည့်ခိုင်းနေဖြစ်ပါတယ်လူပုံကကျွန်တော်မထည့်တော့ပါဘူးစကေကိုပဲထည့်လိုက်ပါပြီးမာချီလေးနေလိုက်ပါဒီနေရာမှာဒီအပေါင်းလက္ခဏာလေးနဲ့ညလေးကိုနှိပ်ပြလိုက်ပါသူ့ကိုအကောက်ဖွင့်လို့ပြီးပါပြီဒီနေရာမှာဘာလို့လုပ်ရမလဲဆိုတော့ဒီအပေါ်ဆုံးကအကွက်မှာကြတော့တချင်းစာသားကိုထည့်ပေးရအောင်ဖြစ်ပါတယ်ဒီနေရာမှာကြတော့တချင်းရဲ့တန်စင်ကိုထည့်ပေးရအောင်ဖြစ်ပါတယ်ဒီမှာကြတော့တချင်းနာမည်ရေးပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်တို့တချင်းကိုဘယ်လိုရေးမလဲဘယ်မှာသွားရေးမလဲဒီလုံးတွေဘာမှသချာမလဲဆိုရင်ကျွန်တော်တို့ home key နဲ့တော့ home key နဲ့ပြန်ထွက်လိုက်ပါGemini AI software လေးကို Play Store မှာတွားအောင်ပါနော် Okay Gemini AI နဲ့တွားပါ Gemini AI ကိုကျွန်တော်ကတချင်းတစ်ပုဒ်ရေးခိုင်းလိုက်ပါမယ်မြန်မာတချင်းပုဒ်ဒီပေးပါဒီလုံးဟိုတခါထည့်ပေးပါโอเคဒါကြောင့်ကျွန်တော်ရင်ပို့လိုက်မယ်ကျွန်မရနေကျွန်တော်တို့တချင်တစ်ပုဒ်ရေးလာပေးပါတယ်ဒီမှာသူကြီးပေးတာကတချင်နာမည်ကအလွန်ညရဲ့လာမယ်လို့တချင်နာမည်လေးပေးထားပါတယ်ဒီတချင်သားကိုကျွန်တော်တို့ copy လိုက်မယ်နော် okay 1ကနေပြီးတော့ save လိုက်မယ် enter okay ဒါတော့တချင်စုံလိုက်ပါနော်ဒါဆိုကျွန်တော် copy လိုက်မယ် okay copy ယူပြီးဆိုရင်ကျွန်တော်တို့ကSuno လေးပြန်သွားမယ် okay ဒီမှာပေါ်တော့ကွက်လက်မှာခုနလူလာတဲ့တချင်စာသားကိုထည့်ပေးလိုက်မယ် okay တချင်စာသားထည့်လို့ပြီးပြီဆိုရင်ဒီမှာကျွန်တော်ဒီလုံးထည့်ပေးရမယ်ဒီလုံးထည့်ပြီးမှကျွန်တော်ခုန Gemini AI နဲ့ပြန်သွားမယ် Gemini AI နဲ့ပြန်သွားမယ်ဒီမှာတမ်းဖို့သွားပါဒီကောက်လေးကို copy လိုက်မယ်copy မယ်ပြီး Suno တွေကိုပြန်သွားမယ်ဒီမှာချပေးလိုက်မယ် okay ဒါချပေးပြီဆိုဒီလိုညီလေးဆိုမှလားယောက်ျားလေးဆိုမှလားဆိုတော့ဒီမှာရေးပြရမှာဖြစ်ကျွန်တော်ဒီမှာယောက်ျားလေးပဲရေးပြလိုက်ပါမယ် BOY boy နောက်ပြီးတော့အတန်ကိုကျတော့ကျွန်တော်က okay
လှလာလေးဖြစ်အောင် beautiful ပေါ့နော် B A A U D I S T okay beautiful cute ပေါ့နော် C U T cute okay beautiful cute ပေါ့နော်ချစ်စရာကောင်းတဲ့အတန်ပေါ့ okay ဒီနေရာမှာတချင်းနာမည်ရေးပြမှာအဲ့ဒါတချင်းနာမည်တကြည့်လိုက်မယ်ဒီမှာအလွန်ညရဲ့လာမယ် okay okay အလွန်ညရဲ့လာမယ်ဟာအလွန်ညရဲ့လာမယ် okay okay ပြီးပြီဆိုရင်တော့ကျွန်တော်ဒီမှာ gradient နှိပ်ပြလိုက်ပေါ့ gradient ဆိုတော့နှိပ်ပြလိုက်ပါဒီဒါဆိုရင်တချင်းဖန်တီးနေပါပြီSuno AI ကတချင်းကိုဖန်တီးနေပြီပေါ့နော် Okay ဒီမှာရပါပြီဗျာအလွန်ညရဲ့လာမင်းတဲ့သူကခါတော့သူကဒီမှာနှစ်ပုံကြီးပြီနော်သူကတန်စင်ပြောင်းပြီးတော့တပုတ်တန်တဲ့တမျိုးစီသူကထုတ်ပေးတာပါတယ်ဒီကတော့ပုံနဲ့အားတွေကတော့ဖွင့်လို့မရဘူးနော်ဒီဘောကဖွင့်လို့ရတယ်အဲဒါကျွန်တော်အရင်ဖွင့်ကြည့်လိုက်မယ်โอเคဒါဆိုရပါပြီเนาะโอเคရပြီဆိုရင်ဒီတချင်းလေးကိုကျွန်တော်ဖုန်းနဲ့တောင်းမယ်ဖုန်းနဲ့တောင်းပြီးဒီမှာပေးနာမရှိတဲ့အဆက်3ဆောက်ကိုနှိပ်ပြလိုက်ပါပြီးဒီမှာ download ဆိုတာနှိပ်လိုက်ပါပြီးဒီအောက်က download အနိုးဆိုတာကိုနှိပ်ပြလိုက်ပါโอเคစိတ်ကုန်နှိပ်လိုက်ပါကျွန်တော်တချင်းလေးဖုန်းလေးရောက်မြောက်ကိုတစ်ချက်တက်ကြည့်မယ်နော်โอเคဒီမှာ file နဲ့ဝင်ကြည့်လိုက်ပါဒီမှာတွေ့ပါပြီအလွန်ညရဲ့လာမင်းဆိုပြီးကျွန်တော်တွေ့ပါတယ်ဖွင့်ကြည့်မယ်နော်โอเคအားလုံးပဲအဆင်ပြေကြပါစေဗျာ